ညွှန်းတော့ပါတော့မယ်မကြမီလာမီဘာဖြစ်လို့မသိပါဘူးဦးလေးအောင်မောင်းကြီးနဲ့ထိုးရက်သွားတယ် မောင်းနဲ့ထိုးရက်တာဒီနေရာကြောက်ပဲရက်တယ်နော်သုံးလေးနဲ့ရှိနေပြီဒီလိုပဲကျွန်မထိုးရက်တယ် တရားရဲ့ဒီလိုကိုကြီးပါမလို့ရဟာတရားဘဝမှာဟဲ့လို့တက်ဖြောက်ကြည့်ရရင်အားလုံးရရရ ဘောကောတော့ဘယ်လိုမင်းရတယ်ကွာငါအဲ့လိုဆိုဘယ်ဖြစ်မှာလဲကွာဒီကောင်ဒီတစ်ခေါက်မနာနိုင်ကွာတက်ရှင်ဒီတစ်ခါလာရင်ငါတောင်းဝင်ထားလိုက် အကြည့်ကကျွန်တော်နားလဲပေးမယ်ဆိုရင်နားလဲပေးလို့ရပါရဲ့ သွားစမ်းပါ အဲ့လိုလုပ်မပေးနဲ့ဒီနေရာကိုယ့်ရဲ့အတိုင်းဝိုင်းဆိုတာကိုဒီသဘောပေါက် ဟောစားပါသူဘာလို့ဒီမဆိုင်မမနဲ့ပတ်သက်ရင်ချုပ်ရတိုင်းဝင်ဆိုင်ရဲ့နော် အေးငါလည်းကြည်ပြန်နဲ့ပတ်သက်လာလို့ရှိရင်တော့မှနှောင်ဆုပ်ရရှင်ပေါ်လာရအကျဉ်းကိုဒီမှာဆိုင်နော်ကိုယ့်ရဲ့ရှင်ပေါ်လာတဲ့သူ့ဆက်ပေးပြလိုက်ဘုရားကလည်းကွာရှင်ကမိုက်ဆိုင်နေတော့ရှင် ကျွန်တော်တိဒီနေ့အဲ့လိုဖြစ်လာမယ်ဆိုကျွန်တော်တိပြီးသားဟုတ်အဲ့ဒါမမကိုကျွန်တော်ကမမကိုရှုံနေတော့ကယုံမယုံဘူးလို့ပြောနေ ဒါပေမဲ့ကျမရဲ့ခုလက်ရှိအခြေအနေရောတချို့ကိုဆန္ဒမရှိတော့ပေးမိရှိတော့မယ်ဆိုတော့ကိုယ်ကလေးကပါလေးကိုချစ်ရမှာ ဟေးဟေးကျောင်းကြားနာ